သူ့အထွာနဲ့သူကို့အထွာနဲ့ကိုလူတွေဟာအခြားသူတွေနဲ့ကိုနိုင်ရင်စိတ်သက်ကြပါတယ်ဒါပေမဲ့တချို့အောင်မြင်မှုတွေကအချိန်ယူရပါတယ်တခါတော့ကဆဲမတကောင်နဲ့ခွေးမတကောင်တို့ဟာတစ်ချိန်တည်းမှာပဲကိုဝင်ဆောင်ကြပါတယ်အချိန်တွေကုန်သွားပြီး3လကြာတဲ့အခါခွေးမဟာခွေးလေး6ကောင်ကိုမွေးလိုက်ပါတယ်နောက်ထပ်6လလောက်ကြာတဲ့အခါခွေးမကကိုဝင်ထပ်ဆောင်ပြန်ပါတယ်6လပြည့်လာတဲ့အချိန်မှာသူမဟာခွေးလေးတစ်စင်ထပ်မွေးပြန်ပါတယ်ဒီလိုနဲ့အချိန်တွေဆက်လက်လဲပန်နေခဲ့ပြီး18လကြာတဲ့အခါမှာတော့ခွေးမဟာကိုဝင်3ချိန်ဆောင်ပြီး3ခါမွေးပြီးသားဖြစ်နေပါပြီဒါပေမဲ့ဆင်းမကတော့ကိုဝင်ဆောင်နေလုံးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ခွေးမကဆင်းမကိုမေးလိုက်ပါတယ်ဟဲ့ဆင်းမနင့်ဟာကိုဝင်ရောဟုတ်ပြလားငါဆိုရင်ကလေးတွေကို3ခါမွေးပြီးတချို့တွေဆိုကြီးပြင်းနေကြပြီနင့်ကခုထိကိုဝင်ဆောင်နေတော့ပဲဒီတော့ဆင်းမကပြန်ဖြေလိုက်ပါတယ်မခွေးမနင်ပြောတာကိုငါနားလဲပါတယ်ဒါပေမဲ့ငါလွယ်ထားတာကဆင်းပါခွေးမဟုတ်ပါဘူးငါဟာတခါမွေးဖို့နန်းနှစ်တောင်ကိုဝင်ဆောင်ရပါတယ်ဒါပေမဲ့ငါကလေးမွေးလာတဲ့အခါမြေးကြီးတောင်တီးသွားမယ်လူတွေကလည်းအံ့ဩပြီးရက်ကြည့်ကြလိမ့်မယ်ဒီလိုခွန်အားကြီးပြီးအရေးပါတဲ့အရာတစ်ခုကိုလွယ်ထားရတာကြောင့်ပဲအချိန်ဒီလောက်ကြာနေတာပါဒီပုံပြင်ကအရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုပြောပြနေပါတယ်တခြားသူတွေအောင်မြင်သွားတဲ့အချိန်မှာသင်မအောင်မြင်သေးလို့စိတ်ဓာတ်မကြပါနဲ့လူတိုင်းရဲ့လမ်းကြောင်းကမတူပါဘူးတချို့အောင်မြင်မှုတွေကမြန်ရနိုင်ပါတယ်ဒါပေမဲ့တချို့အောင်မြင်မှုတွေကတော့အချိန်ဆွဲနဲ့ယုံကြည်မှုတွေလိုအပ်ပါတယ်သင်လည်းသင်ဘဝမှာအရေးကြီးတဲ့အရာတစ်ခုကိုတည်ဆောက်နေတတ်နိုင်ပါတယ်အဲ့ဒီအရာကအချင်းကြာနိုင်ပါတယ်ဒါပေမဲ့ရလကတော့အံ့ဩစရာဖြစ်နိုင်ပါတယ်ဒါကြောင့်တခြားသူတွေနဲ့ကိုနိုင်ရင်ပါနဲ့သူလည်းသူ့အထွာနဲ့သူသင်လည်းသင်အထွာနဲ့သင်ပါပဲသင်ရဲ့မနှက်ဖြန်ကိုယုံကြည်မှုအပြည့်နဲ့ဆက်လက်လျှောက်လန်းပါဒီနေ့မှာတော့သင်လည်းအောင်မြင်မှုကိုရရှိမှာပါအောင်မြင်မှုကြီးတွေဟာအချိန်နဲ့ဆွဲကိုလိုအပ်တတ်ပါတယ်